ရှုံးပေးတယ်ငါလည်းယူပြပါလေတော့အုတ်ကြီးသမီးဘီယိုဆေ တော့ပြတယ်လို့လည်းဆိုင်တယ်ဒီတစ်ခွက်ကတော်စား အုတ်ကြီးသမီးဘီယိုဆေမယိုးနိုင်နဲ့ယိုးမရဲ့ TikTok ကဏ္ဍကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာ ဒီနေ့ဂိမ်းလေးကတော့တရုတ်ဆောင်ကောင်းတဲ့သူတွေနိုင်မဲ့ဂိမ်းပဲငါတော့ဟောရှုပ်တာတီလော်တာကြော်တာမွေရ လှဲ့တာလှန်တာ ကျော်ပါပြီ အဲ့ခုနတီတစ်လုံးပဲတီသွားတာပေါ့တော်လိုက်တာအသေးမှာအသေးသေးအေးမဲသေးအေးမဲဒီတော့ရအောင်ရှင်သေးအေးမဲရှင်ရှစ်အေးသေးအေးမဲရွှေရင်အေး လေးလုံးပူလားဩတီးပြီရောဆိုဟော့လို့ပြောတာဟုတ်လားရောဆိုဟော့ဟော့ခက်ဟုတ်တယ်ကျွန်တော်ညံမမီးတာလုံးသူပြတတ်တယ်နော်စားတာတွင်းတာဟော့တွင်း ဟော့တော့ ဟာ ဟောတယ်တွေ့ရဟာလေအရှုံးပေးတယ်ငါလည်းယူပြပါလေငါလည်းအရှုံးပေးပါ ဟော့ပေါ့ဘူဖေး ဟော ပါ ပါဘူးဟောတယ်တွေ့ရတယ်စဉ်းစားရလေ ရှင်းတော့ဟာပါကြီးလေတီဆိုတဲ့ဟာ ရှုံးမနေသေးခင်ကင်း ရုံး လာ တာ နေ လေ တယ် ရုံး ရုံးပြကင်းလာမျိုးချက်တာပါတယ်ကြောတာပါတယ်ပြုတ်တာပါတယ်နှော့တာပါတယ်ကင်းတာပါဘူးလား10လုံးမလေးဖုံးရ3000စာလောက်ရှိတယ်10လုံးနဲ့မဆွဲပေါ့နိုင်တာနိုင်မရဲ့နိုင်ရဲ့မယိုးနိုင်မယိုးနိုင်တဲ့ယိုးမရဲ့ယိုးမ TikTok ကဏ္ဍ ဩကျွမ်းနေတယ် အောင်လုပ်လိုက်အောင် ငါ ငါသူတစ်ပါးယောက်ျားမိန်းမ ရင်တဲကို ကျွမ်းနေဒါနဲ့ကိုလေ အေးရင်တဲကိုအေးမြသွားရင်တဲကိုအေးမြသွားမယ်ရေခဲရေ ဟောဟုတ်ဘူးနော် तू อ่ะဟုတ်ကိုဟုတ်နာပုံနာလေးများရှိလားတေးဆောင်ကြ အားလုံးပူတာ ပူလာဆိုဒီလိုပြရမှာလေဒီမှာ ပူရင်ဘာလုပ်လဲမီဘာလို့ ကင်းနေရလေအဲ့ဒါငါသိတာကင်းနာရဲ့နောက်ဆန့်ကျင်ဘက်ကင်းနာနဲ့အဓိပ္ပာယ်တူဖုတ်တာမီးဖုတ်မီးဖုတ်ဆိုတော့ကဲမှန်းလာလားမီးဖုတ်ဆိုတာဘာလဲခရမ်းတီမီးဖုတ် ဟုတ်ပါ ကဲကျွန်တော်နိုင်တယ်3မိနစ်တွေ့တယ်ပါလေရရနော် ဟောခုနှလုံး ခွာတယ်လောက်လေ ကတယ်โอเคကာစားကစားမကစားမလားနာမလားမှန်လားအမှန်တစ်နှစ်အတွဲလိုက်အတီအမှန်အငိမ့်မှန်လွဲ့ တမ်းမိုက်ဆံမ နောက်ဆုံးလုံးနောက်ဆုံး ကြည့်ကြတမ်းမိုက်ဆံမသမီးတော်အောင်မယ်ကြည့်ကြ နောက်ဆုံး ဟာလေကြခင်းတီမီးဖုတ်တော့ဟိုဟာတော့တက်တယ်ပြောချင်ပြောမှာ ခွာတာအော်ခွာတာအကြော်တာမှန်တယ် တခိုးချောင်းတာ မှန်ဘလူး ချောင်းတာမှန်တယ်ဟာချောင်းကြော်လှဲ့တာတက်တာ ရွာနာလား ချောင်းကြော်ရမှန်သွားတယ်အဲ့လိုချောင်းကြော်ဟာ စင်းသားနေတော့ရှိသေးတယ်အုံနောက်နေ အုတ်ကြီးလေးပါအုတ်ကြီးသမီးဘီယိုဆေကြည့်ဘီယိုဆေ အဲ့ဒါတကယ်တော့ အုတ်ကြီးသမီးဘီယိုဆေ တကယ်တော့ပြတယ်လို့လည်းဆိုင်တယ်ဒီတစ်ခွက်ကတော်စား အုတ်ကြီးသမီးဘီယိုဆေမစားတော့ဘူးညတို့မပြောမှာပြောဩဘာတွေမျောလေးနေရအောင်တော်ပြီလေ နေစင်ညာပေးလိုက်လေဘယ်သူနိုင်ရသွား တော့ လဲ ပြောချင်တယ်အောက်တက်တယ် အနိုင်ရရှိရ တမ်းမိုင်ဆံမသမီးပြောဦးဆိုနေမိမှာတမ်းမိုင်ဆံမကြီးတစောင်းထုံးနေပါအောင်မယ် ခေါင်းကြီးတူမ ခေါင်းကြီးတူမှာတမ်းမိုင်ဆံမသမီးပြော ဘာနဲ့နိုင်တာပဲ ဟုတ်ပါပြီပြောပါ ချွေးတာအောင်မထွက်လိုက်ဘူး ဘယ်တော့မှလည်းဘာမှမပြေးအောင်လေဘာမှမပြေးအောင်သူကြတော့အဖြေတော့မှနံပါတ်1ရုံနဲ့အမှတ်100ကျွန်တော်တို့ကြတော့အမှတ်လျှော့ခံဘင်းကြီးစောင်းလို့တဲ့ ရှုံးမယ်မယ်နေ ကျွန်တော်ကကျူချင်းဆရာမကောင်းဘူးလို့ကျွန်တော် ကဲဘာပဲဖြစ်ဖြစ်အနိုင်ရရှိသွားတဲ့သူကတော့မက်ချယ်တောင်းညုံပဲဖြစ်ပါတယ်ရှင် ဟာဒါကျင်းသိပြီပေါ့သူ့ကြအငြိမ်အမှန်လွယ် သူလည်းအားလေးချောင်းရောက်ပါတယ် အားကြောင့်တော့ပါတယ် ဒီမှာကြုံပြောင်းပါရတယ်နောက်ပွဲတွေ့မယ်ပြော โอเค ဟုတ်ကဲ့ပါနောက်ထပ်
ဘလို့ game လေးထပ်လာအောင်လဲဆိုတာကိုမယိုးနိုင်နဲ့ယိုးမရဲ့ TikTok ခန်းကနေမှာဆက်လက်စောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါရခင်ဗျာအားလုံးပဲ တတ်တာ